okay เนาะကျွန်တော်တို့ဇွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်မှာကြိုးဆိုပါရเนาะကျွန်တော်အခုရောင်းပေးမဲ့ဘိန်းလေးကတော့ model 2019နဲ့18ကြားတဲ့ကကျွန်တော်တို့ Brian FV India ဘိန်းလေးဖြစ်ပါတယ်အင်ဂျင်ပါကင်လေးဖြစ်မယ်เนาะ CDI ဒိုင်အုပ်ဘာညာအကုန်မှန်မယ်ဗျာအင်ဂျင်နက်တစ်လုံးမတုမတိတာတဲ့ဖေးဘိန်းအင်ဂျင်နက်တစ်လုံးချင်းစီကအစားတော်တော်လှတာเนาะတော်တော်လှတယ်ဘာတန်ကြီးမှမရှိဘူးတော်တော်ကိုလှတာเนาะနက်တစ်လုံးချင်းစီအသွေးမွေးဖရိန်နက်ဒီအိတ်ဇောပိုင်းမီးကန်ကွင်းတွေเนาะဘိန်းတော်တော်လှတယ်ဇက်တော့အသွေးမွေးတွေဖရိန်အယိုးစစ်တွေဒီကောင်တွေကတန်ကြီးများတယ်เนาะတချို့ကတော့မကြီးအဆွေးနာတာမရှိဘူးအယိုးစစ်တွေတော်တော်လှတယ်အယိုးစစ်တွေเนาะဖရိန်တွေလုံးဝဘိန်းတော်တော်လှတယ်ဗျာเนาะရှော်ပါးတွေအိတ်ဇောပိုက်လည်းတော်တော်လှတယ်เนาะအိတ်ဇောပိုက်တော်လည်းဒီကောင်နောက်ခုံလေးပါတယ်เนาะနောက်ကယ်တွေကလေးကျွန်တော်ဖြုတ်ထားတယ်ဟိုမှာဆက်ပလိန်တွေเนาะအယိုးစစ်တွေကိုရှိုးပါเนาะโอเคเนาะကျွန်တော်ရောင်းချပေးမယ် Ryan FV 350 carburetor မျိုးဆက်လေးဖြစ်ပါတယ်เนาะဘိန်းအသွေးမှုကတော့မပြောနဲ့ဗျာဘိန်းအသွေးမှုကကျွတ်စီကျွန်တော် market out တွေเนาะ market out တွေเนาะ market net တွေအကုန်လှတယ်စမုတ်တွေဂွေတွေတန်ကြီးလုံးဝမရှိဘူးโอเคเนาะစမုတ်တွေဂွေတွေလုံးဝတန်ကြီးမရှိဘူးဘိန်းတက်တော်ကောင်းတဲ့ဘိန်းလေးပါเนาะဘိန်းအသွေးမွေးတက်တော်လှတယ် model နဲ့မလိုက်အောင်လှတယ်စီတန်ကြီးတန်ကြီးကင်းမယ် LED day light လေးနဲ့ရုပ်ထွက်လေးတော်တော်မိုက်တယ်เนาะโอเคအဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ဇွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်ရောင်းချပေးပါမယ်เนาะကျွန်တော်ဆက်လေးတစ်ချက်နှိုးပြပေးပါမယ်เนาะဒီကောင်လေးကကလတ်ဆွဲပြီးကလတ်ဆွဲ strat လေးပေါ့เนาะကလတ်လေးဆွဲပြီးကျွန်တော် strat ခလုတ်လေးတစ်ချက်နှိပ်ပြပေးမယ်เนาะโอเคเนาะဆက်လူကြီးကကျွတ်စင်เนาะโอเคဒါဆက်နူးထားတဲ့ဆက်တန်လေးပါ Brian FV engine parking လေးဖြစ်မယ်နောက်ကွေစမုတ်ကွေတွေတန်ကြီးလုံးဝမရှိဘူး support ကကျက်မယ်เนาะ exhaust pipe တွေလှမယ်ကျွန်တော်တို့ engine အောက်ပိုင်းတွေတော်တော်လှမယ်ဗျာအယိုးစိမ့်မရှိဘူးဒါကွေနီကဲเนาะစင်းစမုတ်တွေเนาะအကုန်လှတယ်ဗျာเนาะဘိန်းလေးเนาะ okay เนาะဒါလေးကိုကျွန်တော်တို့ဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်ရောင်းချပေးမှာအာကြီး350 cc လေးကို carburetor မျိုးဆက်လေးတော်တော်လှတယ်ဗျာ oil exhaust လေးနဲ့เนาะနော်အင်ဂျင်တန်ညိတ်ငါပဲဆက်လူးတန်ကျွတ်စင်နော်ဆက်လူးတန်ကြီးကျွတ်စင်နားထောင်ကြီးလုံးဝသဘောပုံနဲ့နော်โอเคဒါလေးကိုကျွန်တော်တို့ဇွဲထပ်ပိုင်းဂျပန်ဘိန်းမှန်ကန်ရောင်းဝယ်ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့390အောက်နဲ့360ပေါ်လေးဖြစ်ပါတယ်လိုက်စင်မပါပါဘူးနော်ဘိန်းတော်တော်လှတယ်ဗျသူများတွေကျွန်တော်တို့80ကျော်80 85သိန်း90ရောင်းနေတဲ့အချိန်မှာကျွန်တော်တို့နော်တန်အတန်တိဈေးလေးနဲ့ခွားထောက်တွေ original စီးမပြတ်သေးဘူးဘီးတောင်နီကယ်တွေချုံးမယ်စတက်မော်တာအုံတွေကိုရှိုးမယ်နော်အသွေးမွေးတော်တော်လှသေးတယ်ဘိန်းပါနော်โอเคနော်အားလုံးပဲကျွန်တော်ဖုန်းနံပါတ်လေး09884340ကိုဖုန်းဆက်မေးမြန်းနိုင်ပါတယ်အိမ်ရောက်ငွေချေကတော့ကျွန်တော်တို့ဒီရန်ကုန်ပဲခူးမှော်ပြီးလဲကူနော်မြောင်းတက်ကအေယာဝတီတိုင်းအနီးအသင့်နာပဲရပါမယ်မန္တလေးတိုင်းမန္တလေးတိုင်းတောင်ကြီးနော် iPad တွေဆိုလို့ရှိရင်ဗီဒီယိုကောကြည့်ဆရန်ချကားကရောက်ငွေချေဖြစ်ပါတယ်အားလုံးပဲကျေးဇူးထူးပါဗျနော်โอเค